ကျွန်တော်တို့မှတ်ရရတော့ပြောရတယ်ကျွန်တော်တို့ဒါပြားဆရာညီရင်းခရရောနော်အားလုံးပဲညီရင်းခကိုသိကြပြီကျွန်တော်တို့ပြားဆရာညီရင်းခရွာမှာပြားဆရာကေတာဝင်းရဲ့ဇာတုံကြီး9နှစ်ပြည့်ချိန်မဲ့အပြာယူပွဲပြုလုပ်ရဖြစ်ပါတယ်အဲ့တော့ရန်ကိုဝမ်းစရာကောင်းပါဒီရန်ခဆိုတာလေကျွန်တော်တို့ဒီရွာမှာတော့ကျော်စင်မိုးအနေနဲ့တည်ရတယ်ပေါ့ကျွန်တော်တို့ဂျားထဲမှာတော့ဘုရားကြပြဆရာပဲရာဆရာညီရင်းခလို့ပဲကျွန်တော်တို့တည်ရကြတာပါအဲ့တော့ညီရင်းခရွာမှာဒေတာဝင်းအကြောင်းတွေပြောကြတယ်ကျွန်တော်တို့ကတော့လွမ်းစရာကြီးရာကောင်းတွေကနောက်မြောက်စစ်မျက်နှာဘုရားသခင်ကိုမေးခွန်းထုတ်သွားတဲ့ခတ်တီအတွက်အစားတို့စိုက်ခင်းတဲ့ကကြည်တော်လေးကခြေလိုက်တယ်နာကျင်မှုကိုသာလှုပ်ရကြတယ်ဘောင်းကိုပြန်သာပေးပို့ခဲ့လက်ဘရောင်းတော်ကုန်းပေါ်ကကေသာဝင်းလဲလူငယ်ဘွားရဲ့တဟုံးဟုံးမီးတွေလက်ဆမတက်ပဲညှော်လေးသူကြီးကြံအော်ပရာနောက်ကိုကောက်ကောက်ပေါင်လိုက်သွားတယ်ရန်ကုန်လေပြတ်ကျသလိုရောက်ခဲ့ပြီးစလိတ်မီးဝါးတွေကိုလွန်းစင်သွားတဲ့ကြောက်ကလမ်းပေါ်ကနေမျိုးတော်ခမားရဲ့ပန်းညောင်ဖိတ်စာပေါ်ကအခင်းဖြစ်ပွားရမှာကြောင်းသားပေါ်ကြပြရွတ်ဖို့ရေတခွန်အောက်မှာမီးလုံးနေတဲ့လင်းမိုးစီကိုခေါ်ကျင်းတဲ့ Wi-Fi ဆိုင်ကလေးကနေထထွက်သွားပြီးအပြုံးတွေကိုမီးရှို့ခဲ့တဲ့ကန်းဆက်မှာလေတခွန်လွှဲရင်းလေးပြိုနေသူကိုထွန်းကိုခင်ဗျားစီမှာအဝေးဆုံးအထက်ဆောင်သချင်းတွေဆိုဖို့ဝေးထက်ရောက်လာသေးလားအကဲဆက်မှုစပရင်ဟာတုံခါလူးလွန်းပွင့်သမျှအကုန်ကျွေးလို့အဝါရောင်ကေတာကိုခတ်ထားတဲ့နေဦးပေါက်ဂျစ်ပစီတရားဟာအဝေးပြေးလမ်းကိုနှီးငေးလို့ငါတို့အားလုံးနိုင်ရန်ကိုမျက်ရည်နဲ့ထိုးသွင်းအနောက်မြောက်စစ်မျက်နှာမှာတသက်ထောင်ယူကြံခဲ့ရပြီနောက်ဆုံးခြေတလန်းသားတွေတောတိုင်းကိုသိမ့်ပိုက်ဖို့ခံမြေကလေးကိုနက်နက်တူတွေးမလားသိမလားဒီနှစ်ခုပဲတွေးဖို့လေ့ကျင့်ကြတယ်ကျွန်တော်ຫນွေရမှာ